ဘာကနဲ့မနိုင်မနိုင်မပြေနဲ့လာပြီတော့ကြည့်သေးတယ်မပြင်းနဲ့တော့တမင်းနော်အဖေနဲ့ဒီနေ့တက်လားဘာမှပြဖို့ဒီမှာအလွတ်ကြီးဒီနေ့28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဘာမှ